ညာကျုံရီတမေကိုလာကြကရုံးရီကိုမအကိုချီပွေကကရုံးချီပွေကခေါ်မမယာဘလာရင်နမအမလီလီတော့ကြည်စမ်းမအောင်ကရုံးစိန်အလားကဟောရခင်မလာလေးကိုဖြစ်ခဲ့တာမို့လို့ဒါကြောင့်လက်နိုင်မှုတော်ကြီးချီတော်နာဘလို့ဘလားလက်နိုင်မှုတော်ကြီးချီတော်နာရဲမနောမြေမှုကုန်အတဲတော်ကျွေးလူတော်လက်မနောမြေမှုကုန်အတဲတော်ကျွေးလူတော်ရေကြီးကမ်းမမြေဝဲအသက်ပြောက်စေဝဲတောက်ပြစေအောင်ဝဲရေကြီးကမ်းမမြေဝဲအသက်ပြောက်စေဝဲတောက်ပြစေအောင်လက်တော်ရတနာနှစ်ဖက်လေးရဲ့နဲ့ရွတ်ပေါ်ကြမှာတဲလေးပါလို့လက်တော်ရတနာနှစ်ဖက်လေးရဲ့နဲ့ရွတ်ပေါ်ကြမှာတဲလေးပါလို့ဒီဖက်